Football ကို Facebook နဲ့ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ညီကိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ Champions League ပွဲစဉ်တစ်ကဒီပွဲစဉ်၄ပွဲကိုကျွန်တော်သုံးသက်ချက်အနေနဲ့ကျွန်တော်တင်ပြသွားမှာဖြစ်တယ်ဒီပွဲဘာပွဲစဉ်တွေလဲဆိုတော့ကျွန်တော်တို့ Bilbao နဲ့ Arsenal ပွဲစဉ်ရှိမယ်ပြီးလို့ရှိရင် Tottenham Hotspur နဲ့ Villa ရဲ့ပွဲရှိမယ် Real Madrid နဲ့ Marseille ပွဲရှိမယ်ပြီးတော့ဒီတခြားစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်တဲ့ Juventus နဲ့ Dortmund တို့ဒါပွဲရှိရပါတော့ဒီပွဲတွေမှာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် Bilbao နဲ့ Arsenal ပွဲကိုပြောကြအောင်ဗျာ Arsenal မှာဆိုလို့ရှိရင်တကယ်တမ်းပြဿနာကြီးကြီးမားမားထိုးနေချက်ရှိရဘာလို့လဲဆိုတော့ဘိုးခံစစ်ကစားသမားဖြစ်တယ်ဗျာWilliam Saliba နာဝါတာဒါသူတို့တွေလုံးဝပြောင်းလဲဆုံးရှုံးမှုကြီးကြီးမားတစ်ခုပဲဗျာပြီးတော့ Bukayo Saka လည်းဒါနာနေတကယ် key player ကြီးနာနေရဗျာသိရမလားဒီမှာMartin Odegaard လည်းနာထားတယ်ဒီပွဲမှာပါနိုင်မှာမဟုတ်ဘူးပြီးသွားလို့ရှိရင်ဘန်ဝိုက်လည်းမပါဘူးဒါပေမဲ့ဒီလိုမပါသေးဘူးဆိုတော့ဗျာ Arsenal ကလုံးဝ Champion ခြေစွမ်းဆိုတော့ကျွန်တော်တို့ဒါပြောလို့ရတယ်ဗျာ Champion League ကိုကျွန်တော်မဆိုလို့ဘူးเนาะဒီ Premier League မှာဆိုတကယ် Champion ခြေစွမ်းများသူတို့ Liverpool ကိုဒါရှုံးနေရှုံးတိုင်းလို့ရှုံးသွားပဲရှိတယ်ကျန်တဲ့ပွဲတွေမှာသူတို့အမားယုံမရှိသူတို့ဘာလဲဆိုတာသူထုတ်ပြနိုင်တဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ဒီနေ့ကစားရမယ်တင်စပိန်ကလပ်Bilbaoစပိန်ကလပ်Bilbaoဖြစ်တဲ့အတွက်စပိန်ကလပ်တွေကဘယ်လောက်ထိအိမ်ကွင်းမှာကြော်ရဲဆိုတာကျွန်တော်ညီကိုအားလုံးသိပြီးသားလည်းဖြစ်လိမ့်မယ်ဒီထဲမှာဗျာBilbaoကစပိန်ကလပ်တွေမှာအိမ်ကွင်းပို့ပြီးတော့မာကြောအတင်တင်ဖြစ်တယ်ဗျာBilbaoကဒီနောက်ဆုံးတွဲဆုံမှုမှာတော့ဒီဘက်အလာဘက်ကိုအိမ်ကွင်းမှာရှုံးသွားခဲ့သည့်တိုင်အောင်ဒီပွဲမှာတခြားဒီ prediction site တွေပေါ့ဗျာဒီforward တို့ဒီ football prediction တို့အဲ့ဒီကောင်တွေခံမှန်းတယ်လို့မျိုးပဲဒီ Bilbao ကဒီနေ့ Arsenal ကို 2-0 တို့က3-1 တို့အဲ့လိုမျိုးရှုံးကိုပြက်ရှုံးနေမယ်သူတို့မှန်းထားတယ်ဒါပေမဲ့အဲ့လိုကျွန်တော်လုံးဝအဲ့လိုမထင်ဘူးဗျာ Arsenal 1-0နဲ့နိုင်ဖို့တော့မှအသေးနဲ့ရုံးခဲ့ရမယ်အနေထားရှိတယ်ဒါပေမဲ့ Arsenal မှာ quality ကစားသမားမရှိဘူးလားဆိုတော့ရှိတယ်ဒါ L0 ဆိုလဲဒါတကယ်ကောင်းလာတယ်ပြီးလို့ရှိရင် Maduki ဆိုလို့ရှိရင်တော့ကောင်းလာတယ်Peter Rocket ဆိုလို့ရှိရင်အဆုံးသက်ပိုင်းမှာလုံးဝသူဘာလဲဆိုတော့တက်တည်ပြထားတဲ့အနေထားတူ Arsenal ကအခုအချိန်မှာလုံးဝ perfect ဖြစ်တယ်ဗျာဒါကွင်းလဲမှာနည်းနည်းအားနည်းချက်လေးရှိမှဒီ Grand White လည်းရှိနေသေးတယ်ဗျာဒီဘယ်လိုပြောမလဲArsenal နဲ့ဒီ Bilbao ပွဲရတော့ဗျာကျွန်တော်တို့ကလုံးဝကြည့်ကောင်းမှပွဲတင်တဲ့ပွဲဖြစ်တယ်ဗျာBilbao အိမ်ကွင်းကဘယ်လောက်ထိမှာကြောရဲဆိုတာဒါကျွန်တော်တို့က Bilbao ရဲ့အိမ်ကွင်းပြည့်တဲ့အားပေးမှုအနေထားပြီးလို့ရှိရင်Bilbao ပြည့်တဲ့အနေနဲ့ဗျာဘယ်လိုပြောမလဲဒီလိုသူတို့အိမ်ကွင်းမှာဆိုတာအားပေးမှုအရင်ပြင်းထန်တယ်ပြောမှကျွန်တော်တို့ညီမခေါ်သူတို့အမျိုးသားရေးစိတ်ထက်ပြင်းထန်တယ်ဆိုတဲ့သဘောမျိုးအဲ့လိုသဘောမျိုးနဲ့အားပေးရဖြစ်တယ်ဒီပွဲကိုကျွန်တော်ရဲ့ဒီအမြင်ပေါ့နော်ကျွန်တော်တို့တယောက်ရဲ့အမြင်အရဆိုလို့ရှိရင်ဒီပွဲကိုကျွန်တော်ကိုသိမပြတ်ဘူးတည်1-1လောက်နဲ့ပဲတွားမယ်လို့ထင်တယ်တကယ်လို့ရှုံးသွားရင်တော့မှ Arsenal 1-0နဲ့ရှုံးမယ်နိုင်ခဲ့ရင်တော့မှ 1-0နဲ့နိုင်လောက်မယ်လို့ကျွန်တော်ထင်တယ်ဒုတိယပွဲကတော့စပါးနဲ့ Villa ရဲ့ပေါ့ဒီပွဲကတော့ဒါစပါးအတွက်လုံးဝစမ်းသပ်ခံမယ်ဗျာThomas Frank ဒီစပါးအသင်းရဆိုလို့ရှိရင်လက်ရှိဖောင်ရဆိုတကယ်ကောင်းနေတကယ်Thomas Frank လက်ထက်မှာစပါးကလုံးဝတည်ငြိမ်တဲ့အနေအထားတစ်ခုရောက်ရှိလာတယ်စပါးမှာဗျာတကယ်ဘူးဆိုလို့ရှိရင်ဗျာပြောရမလဲတကယ်ခြေသွမ်းပြလာဝေချာရီဇန်တို့ပေါ့ဆိုလို့အရင်တော့ဖောင်ဘလောက်ပဲအောက်ခဲ့အခုဆိုလို့ရှိရင်တော်တော်ခြေသွမ်းတော်တော်ပြန်ကောင်းလာဘာမှမပြန်ပြလာတဲ့အနေအထားမှာရှိတယ်စပါးကတော့သူတို့ဒီပေါ်ထွက်လူစီရင်ဘယ်လိုထွက်လာမလဲသူတို့အိမ်ဝင်းလည်းဖြစ်တဲ့အတွက်ဗျာဒီမှာစပါးအိမ်ဝင်းအားသာချက်ရှိတယ်စပါးကဒီတိုက်စစ်မှာဆိုလို့ရှိရင်ဗျာဂျာမီစီမွန်တုံးလာနိုင်တဲ့အထောင်တိုက်စင်တွေမှာဝေချာလီဇန်ဖြစ်လာပြီးတော့ကိုလိုမိုဝါနီလည်း maybe ကိုလိုမိုဝါနီလည်းဖြစ်နိုင်မှာပေါ့နော်ပြီးသွားလို့ရှိရင်ဒါတစ်ဖက်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့မိုဟာမက်ကူရက်ပါလာမယ်ပေါ့နော်မိုဟာမက်ကူရက်ပါလာမယ်ဒီကွန်းလန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပန်တကာရှိမယ်ကျောင်းပလင်ညာရှိမယ်ပြီးသွားလို့ရှိရင်ပပေးစာပါပပေးစာတော့ဂျိန်းတွေပါမှာကျောင်းပလင်ညာပါကျောင်းပလင်ညာတော့ maybe တော့လို့ရှိရင်ဒီဘန်ဝိုင်လေးပါလေဖြစ်မဟုတ်လူကပါပဲလည်းဖြစ်နိုင်တာပေါ့နော်လူကပါပဲလည်းဖြစ်နိုင်တယ်ဒီနောက်တန်းကတော့ရှင်းတယ်ဗျာဒီတစ်ဖက်မှာဆိုလို့ရှိရင် Jasper ကိုသုံးမယ်တစ်ဖက်မှာဆိုလို့ရှိရင်ပိုလိုသုံးလာမယ်ပြီးရင်ဒါဘိုးခံစင်းတယောက်ကတော့ဒါ Christian Yuma နဲ့ Mickey Van Der မှာကိုသမားကတော့ Becca ယူဒီလိုပုံစံမျိုးနဲ့4-3-3ဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ထွက်လာဖို့ရှိရဒီတစ်ဖက်ကဒီလာကစားမှာဘီလာရဲကိုကြည့်ရမယ်ဆိုလို့ရှိရင်ဘီလာကြီးကအိမ်ကွင်းကောင်းတာတိမှန်သည့်တိုင်အောင်ဗျာဒီပွဲမှာအိမ်ကွင်းကောင်းတဲ့ဘီလာကြီးကအိမ်ကွင်းကောင်းတဲ့အသေးမှန်သည့်တိုင်အောင်တကယ်ဒီဘယ်လိုပြောအဝေးကွင်းဆိုလို့ရှိရင်ဘီလာကြီးရဲ့ရုံးကန်အားလေးရှိတယ်ဒီနေ့ပွဲမှာလည်းဘီလာကြီးရဲ့စပါးကိုအနိုင်ကစားဖို့ဆိုတော့တော်တော်ရုံးကန်မနေတာရှိတယ်ဒါတခြားဒီ prediction website တွေကခံမှန်းတာတော့ဗျာဒီဘယ်လိုပြောမလဲဒီဘီလာကြီးရဲ့ပွဲကိုဘီလာကြီးက1-0နဲ့နိုင်မယ်စပါး1-0နဲ့နိုင်မယ်1-1တည်ကြကျွန်တော်အဲ့လိုမထင်ဘူးဗျာဒီနေ့ပွဲမှာစပါးကအနည်းဆုံး2 goal ပြက်လောက်ထိနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်တို့တယောက်ရဲ့အမြင်မှာဒီအမြင်မတူဆိုလို့ရှိရင် comment မှာဆွေးနွေးသွားလို့ရတယ်ဗျတတိယပွဲကတော့ကျွန်တော်တို့ဒီReal Madrid နဲ့Marseilleပေါ့နော် Real Madrid နဲ့Marseilleပွဲဆို Real Madrid ကအခုလက်ရှိဂျာဗီအလိုဆုံးလက်ထက်မှာ Real Madrid ကလုံးဝပြောင်းလဲလာတယ်တကယ်လဲကောင်းလာတယ်ဗျာဒီတူတကီကစားသမားလေးဂူလာတော့ပါဆိုလဲတကယ်ကောင်းလာတယ်ဗျာပြီးသွားလို့ရှိရင်ဒီ Vinicius Junior ကလည်းဒီအကောင်းဆုံး performance ရှိနေတဲ့အချိန်ဒီ Real Madrid ကအခုလောလောဆယ် Mandel ဘိုင်းကသူတို့နန်းသိနန်းထိုက်တဲ့ပွဲတွေမှာသူတို့နိုင်လာပြီး Mandel ဘိုင်းကအဆင်ပြေနေတဲ့အချိန်ဗျာပြီးတော့ Mbappe ဆိုလို့ရှိရင်လည်းဗျာတကယ်လုံးဝ quality player တယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းသူတက်တည်ပြထားတယ်တကယ်ကောင်းမွန်တဲ့ quality player တယောက်ပဲဗျာတစ်ဖက်က Marseille မှာလည်းဗျာဒါMason Greenwood လို့ရှိမယ်ဗျာ Aubameyang လို့ရှိမယ်ဗျာပြီးသွားလို့ရှိရင် Hotchet တို့ဒီ Emerson Royal တို့လိုကစားသမားကြီးရှိမယ်ဒါပေမဲ့ဒီပွဲကလုံးဝအကျိတ်နဲ့ရှိမယ်ပွဲလို့ထင်တယ်ဒါပေမဲ့ကြီးရဲ့